motivational speaker အများစုမပြောတဲ့ topic တစ်ခုကိုကျွန်တော်လူငယ်တွေအတွက်အမုန်းခံပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်တို့စူးစမ်းနေတဲ့လူငယ်2ယောက်ရှိတယ်ဆိုပါတော့ဒီလူငယ်2ယောက်ကမွေးလာတဲ့အတိုင်းဝိုင်းပတ်ဝန်းကျင်တူညီတယ်ပေါ့နော် Okay သူတို့ကအသက်16နှစ်လောက်ထိအတူစူးစမ်းခဲ့တယ်ပြီးတော့သူတို့ရဲ့ goals ပေါ့သူတို့ရောက်ချင်တဲ့နေရာဖြစ်ချင်တဲ့ရည်မှန်းချက်ကလည်းတူညီတယ်ဒို့ပင်မဲ့တယောက်ကအသက်25နှစ်လောက်မှာသူတို့ရဲ့ goals ကိုရပြီးတော့တယောက်ကအသက်50 60ထိစူးစမ်းနေရတော့မရသေးတဲ့အခြေအနေဖြစ်နေတယ်ပေါ့နော် Okay ဒီ story ကိုကြည့်လိုက်မယ်ဆိုရင်လူငယ်တွေအနေနဲ့သိချာစဉ်းစားစေချင်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ဆက်လိုက်ကြရအောင်ဒီ story ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကစူးစမ်းနေမှုဆိုတဲ့နေရာမှာအချိန်ဆိုတဲ့ time ဆိုတဲ့စကားလုံးလေးကိုသတိပြုမိဖို့လိုအပ်တယ်ပေါ့နော်မြင်သာဥပမာတစ်ခုပေးပါမယ်သင်အနေနဲ့မန်းလေးကနေရန်ကုန်ကိုတွားမယ်ဆိုပါတော့ကားကိုစီးပြီးတော့တွားမယ်ဆိုရင်ကျွန်တော်တို့8နာရီ9နာရီကြာလိုက်မယ်သို့ပင်မဲ့လေယာဉ်ကိုစီးမယ်ဆိုရင်ကျွန်တော်တို့အလွန်ဆုံး1နာရီပေါ့နော် Okay အဲ့တော့ဒီညမှာဘာကွာသွားလဲဆိုတော့တွားမဲ့ distance ကတူတယ် Okay ကျွန်တော်တို့တွားမဲ့လမ်းကြောင်းကလည်းတူတယ်မန်းလေးကနေရန်ကုန်ကိုတွားမဲ့လမ်းကြောင်းတူတယ်အကွာဝေးရလည်းတူတယ်သို့ပင်မဲ့တင်ရွေးချယ်တဲ့ vehicle တင်ရွေးချယ်တဲ့ယာဉ်ကကွာသွားတဲ့အတွက်တင်သွားမဲ့အချိန်တင်ပေးရမယ့်အချိန်ကလည်းကွာသွားပါလိမ့်မယ်အဲ့တော့ဒီလိုပြောတဲ့နေရာမှာကိုယ့်ဘဝရဲ့ vehicle ဆိုတာဘာလဲပေါ့နော်အဲ့တော့တင်အနေနဲ့အလုံးလုံးနေတဲ့ဝန်ထမ်းတယောက်ဖြစ်ချင်းဖြစ်မယ်သို့မဟုတ်လုပ်ငန်းရှင် business owner တယောက်ဖြစ်ချင်းလည်းဖြစ်မယ်ဒါမှမဟုတ် entrepreneur ပေါ့နော်စွန့်ဦးတီထွင်တယောက်ဖြစ်ချင်းလည်းဖြစ်မယ် Okay အဲ့တော့ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ရွေးချယ်ရမယ့် vehicle တွေပေါ့နော်ကိုယ့်အနေနဲ့ကိုသွားခြင်းတဲ့ goals ကိုသွားခြင်းတဲ့ကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့စူးစမ်းတိုင်းမရောက်ဘူးလို့တော့မဆိုလို့ဘူးသို့ပင်မဲ့ကျွန်တော်တို့အသက်ကြီးလာမှရောက်ရင်ဘာလုပ်မှာလဲဗျဟုတ်တယ်မလားငငယ်ရွယ်နဲ့ကိုသွားခြင်းတဲ့နေရာကိုရောက်ချင်တဲ့နေရာကိုရောက်အောင်သွားမယ်ဆိုရင်ကျွန်တော်တို့ပိုကောင်းတာပေါ့နော်အဲ့တော့တင့်အနေနဲ့ကိုရွေးချယ်မယ် vehicle ကိုဂရုတစိုက်ရွေးချယ်ဖို့ကျွန်တော်အကြံပေးလိုက်ပါတယ်